ကြီးကိုချုံတေးမောင်းသွားဟာလူကကျန်းနေတယ်ဗျာလွမ်းလိုက်တဲ့စိတ်ကကားကြီးနဲ့ပါသွားခုလိုဆောင်းရကြီးခွေးပိန်မတကောင်ပြာပုံထဲမှာခွေးကလေးအိတ်ဟာလွမ်းနေကွာဘာဆိုင်လဲကွာဆိုင်မဆိုင်ဟိုလွမ်းနေဗျာဟိုလမ်းမောကကမလေးချောတယောက်ဖြတ်သွားဟာလွမ်းနေမင်းကဘာဆိုင်လို့လွမ်းရတာတော့ဘာမှမဆိုင်လို့လွမ်းတာပါပဲချောလေး3ယောက်သွားရင်3စားလွမ်းနေဟုတ်လိုက်ဖြတ်သွားရင်ပြေသွားနိုင်တယ်အဲ့ဒီဝတ္ထုကစက်သိန်းတော့ကောင်းလေးနဲ့ကောင်းမလေးကမညာဘူးဗျမညာတော့အဲ့ဒီဇက်လိုက်ကောင်းကလေးကတလွမ်းတဆွေးတငိမ့်တငိမ့်ကျွန်တော်ကလည်းသူ့လိုပဲတလွမ်းတဆွေးတငိမ့်ကိုကောင်ကသူ့ချစ်သူနဲ့ကွဲလို့လွမ်းတာမင်းကဘာရှိလို့လွမ်းရတာတော့အဲ့ဒီဘာမှမရှိတာကြီးကဘူတောင်းလွမ်းမှုကောင်းလေးလွမ်းပြီဆိုမရတော့အခုလိုဆောင်းရသည်ဟေမန္တခင်းမုံလေးတွေကြလွမ်းနေဗျာမိုးရသည်ဝတ္တန္တမိုးဆက်မိုးပေါက်တွေကြဘူတောင်းလွမ်းသေးဆိုးဆုံးကနှွေးဥပြလေယူတွေတိုက်ရောက်ပါလေးတွေကျွေးလေဝေတဲ့လွင့်သိတောင်းသေးခြင်းနဲ့ဗျာလွမ်းလုံးအာကြီးလို့အဲ့နှွေးဥမှာစဝါတွေကရိတ်ရိုးပြငုတူတွေလေကွင်းနဲ့မတွေ့ထောင်းတဲ့ကောင်ကထောင်းလဲတဲ့ကောင်ကလဲဟာလွမ်းဖို့ကောင်းတယ်ကွာနွားကြီးတစ်ကောင်ကရိုးပြငုတူတွေကိုတပြုံနဲ့စားဟိုတောင်လွမ်းသေးဗျာဟိုရွာစီယိုမှာမိကိုကလေးပတ်ဟာလွမ်းနေဗျာကျွန်တော်တို့ကြောက်ဆယ်မှန်နေပါတယ်ကျွန်တော်တို့မြို့ဖြတ်သွားတဲ့အဝေးပြေးလမ်းမကြီးမှာကုန်တင်ကားကြီးတွေကမိုးကားကြီးကိုချုံတေးမောင်းသွားဟာလူကကျန်းနေတယ်ဗျာလွမ်းလိုက်တဲ့စိတ်ကကားကြီးနဲ့ပါသွားခုလိုဆောင်းရကြီးခွေးပိန်မတကောင်ပြာပုံထဲမှာခွေးကလေးအိတ်ဟာလွမ်းနေကွာဘာဆိုင်လဲကွာဆိုင်မဆိုင်ဟိုလွမ်းနေဗျာဟိုလမ်းမောကကမလေးချောတယောက်ဖြတ်သွားဟာလွမ်းနေမင်းကဘာဆိုင်လို့လွမ်းရတာတော့ဘာမှမဆိုင်လို့လွမ်းတာပါပဲချောလေး3ယောက်သွားရင်3စားလွမ်းနေဟုတ်လိုက်ဖြတ်သွားရင်ပြေသွားနိုင်တယ်အဲ့ဒီဝတ္ထုကစက်သိန်းတော့ကောင်းလေးနဲ့ကောင်းမလေးကမညာဘူးဗျမညာတော့အဲ့ဒီဇက်လိုက်ကောင်းကလေးကတလင်းမလောက်တော်ဘလောက်တက်ချစ်ဦးကိုအရာယူပြီးမြမစာပေလောကမှာအခုအချိန်ထိတက်ရှိစာရေးဆရာဖြစ်ချင်စာရီဖတ်ရမယ်လို့လည်းသိနေပါပြီအဲ့ဒီမှာဗျာငယ်သောသူများကိုပြောချင်ပါတယ်ကျွန်တော်တို့စာရီကိုဖတ်တဲ့အခါကျတော့အတူခိုးမမဘူးရတစာပေတွေကြတော့လေသူချစ်တယ်လို့ဟိုကောင်ကကြီးစားဟိုကောင်ကသူ့ချစ်သူနဲ့ကွဲလို့လွမ်းတာမင်းကဘာရှိလို့လွမ်းရတာတော့အဲ့ဒီဘာမှမရှိတာကြီးကဘူတောင်းလွမ်းမှုကောင်းသေးလွမ်းနေဗျာကာဒီဆောင်းရသည်မန္တနှင်းမုံလေးတွေကြဟာတော့ပြောက်သွားတယ်မိုးရသည်ဝတ္တန္တမိုးဆက်မိုးပေါက်တွေကြကြီးစားတာလို့ရပြီကျွန်တော်မင်းကလေးနဲ့တွေ့တဲ့ကောင်မလေးတွေကိုမေးပြောပြစမ်းမလေးရှက်လို့တော့ပြေတော့ပြောခဲလို့မရလည်းနဲ့ကျွန်တော်သူနဲ့တခန်းနဲ့နေတဲ့ကောင်မလေးကိုမှတ်မထင်ဘူးမင်းခန်းနဲ့မဘလောက်